ပိန်ထဲမှာပုံလေးဆွဲတာလေးတစ်ချက်ပြန်ပြောပေးမယ်။တော့ပိန်ထဲမှာပုံဆွဲခြင်းနဲ့ဆိုရင်ဒီဘက်ချမ်းထဲမှာရှိတဲ့ဆွဲခြင်းနဲ့ပုံကဒီ၄ထောင်ပုံလေးဆွဲခြင်းနဲ့ပေါ့နော်။အဲဆို၄ထောင်ပုံလေးကိုကလစ်နှိပ်လိုက်။ပြီးတော့ရင်၄ထောင်ပုံလေးကိုဒီလိုမျိုးအလဲလေးကိုဆွဲမယ်။ဆွဲခြင်းတာကတော့ fish ပုံစံလေးဆွဲခြင်းနဲ့နော်။အဲဆိုရင်လွတ်တဲ့နေရာကိုနှိပ်။ပြီးရင်ဒီဘက်ချမ်းထဲမှာအသေးပုံလေးရှိတယ်။အသေးပုံလေးကိုယူမယ်။ပြီးရင်ဒီမှာအသေးလေးဆွဲလိုက်ဆွဲလိုက်တဲ့အဲ့အသေးလေးကိုသူလှည့်ကျင်တာဒါဆိုရင်ဒီ image ရဲ့အပေါ်မှာ rotate ဆိုတာလေးရှိတယ်အဲ့ rotate ထဲမှာသူကညာဘက်ကိုလှည့်ကျင်တာလားဘယ်ဘက်ကိုလှည့်ကျင်တာလားအဲ့တော့အခုလောလောဆယ် rotate right 90ဒါဆိုရင်ညာဘက်ကိုလှည့်တဲ့ပုံစံမျိုးဖြစ်သွားမယ်နော်ဒါလေးအဲ့တော့ဒီဟာလေးကိုဖြတ်တဲ့အခါမှာ select ဖြုတ်လိုက်တယ်ဒါဆို select ဖြုတ်လိုက်ပြီဖြတ်တဲ့အခါမှာခဲပြက်လေးကိုသုံးလို့ရတယ်ဒီမှာ eraser ခဲပြက်ကိုရွေပြီးသွားရင်ဖိပြီးတော့ဒီလိုမျိုးလေးဖြည်းဖြည်းချင်း dragging ဆွဲသွားပြီဒါကတော့လက်နိုင်အောင်လို့ခဲပြက်ကိုသုံးခိုင်းတာနော်ဒါဆိုရင်ခဲပြက်လေးဒီလိုမျိုးလေးထိသွားရင်တစ်ချက်နှိပ်နောက်ထပ်တစ်ချက်နှိပ်9ပုံစံလေးပြအောင်နော်ပြီးရင်နောက်ထပ်အသေးပုံလေးထပ်ဆွဲမယ်ကလစ်အသေးပုံလေးကိုဒီလိုလေးပဲဆွဲမယ်ပြီးရင်ဒီလိုလေးထားပေါ့နော်ပြီးအဲ့အသေးပုံလေးကိုအောက်ကိုပွားခြင်းနဲ့ဒါဆို control ကိုဖိထားလိုက်ပြီးရင်ဖိပြီးတော့ဒီလိုလေးတင်ထားရနော်တင်ထားတဲ့အချိန်မှာဒီလိုဘောင်းပုံကိုတင်ဒီမှာ plus ပုံလေးပေါ်တယ်ဒီဘက်ကိုရောက်ရင် plus ဒီမှာဆိုရင်မြားလေးခုဖြစ်တယ်အဲ့တော့မြားလေးခုဖြစ်ပြီဆိုရင်ဖိပြီးတော့ဒါကတော့ဘာလို့လဲဆိုရိုး dragging ဆွဲရွှေ့တာနော်မြားလေးခုဖြစ်တာရိုး dragging ဆွဲရွှေ့တယ်အဲ့တော့အလဲမှာထားပြီးလေးခုဖြစ်လဲရတယ်ဘောင်းပေါ်မှာတင်လဲရတယ်ဒါ drag ဆွဲတာဒီဘေးကကျတော့ဒါပါလဲဆိုရင် side ပြင်တာပေါ့နော် side ကိုအချင်းချင်းပြင်တာအဲ့တော့အခုလောဆယ်ဒီလိုလေးရွှေ့လိုက်တယ်ပြီးရင်တော့နောက်ထပ်သူ့ကိုဒီနားတဲ့ခြားတဲ့ကအရှိကလေးကိုသူမကြိုက်လို့ဖြတ်ချင်တာလေနော်အဲဆိုရင်တေးသေးလေးလိုချင်တော့ဒါလေးကိုတေးသေးလေးပြင်ပေါ့ဒီလိုမျိုးလေးပြင်ပြီးသွားရင်တော့ select ဖြုတ်လိုက်ပြီးရင်ခဲပြက်လေးကိုရွေးမယ်ကိုမကြိုက်တဲ့နေရာလေးကိုဖိပြီးတော့ drag ဆွဲဒီလိုအစွန်းနာလေးဆိုရင်သတိထားပြီးတော့ click တစ်ချက်ချင်းနှိပ်ပြီးတော့ဒါလေးလုပ်ပြရမယ်ဆိုရင် click နဲ့ပြန်ဖြတ်ပြရမယ်နော်နောက်တစ်ခုကတော့ဘာလေးကိုသွားပေးမလဲဆိုရင်ဒီအသေးပုံလေးကိုပဲသွားမယ်နောက်ထပ်ဒီမှာထပ်ဆွဲပြီးရင်တော့သူအပေါ်အောက်လှည့်ချင်တာဒါကြောင့် rotate ထဲမှာရွေးရမယ့်ပုံဒီအောက်မှာရှိတယ်ဘာလေးကိုသွားပေးမလဲဆိုအောက်မှာ flick vertical ဆိုအပေါ်အောက်ကိုထားတာဒါဆိုအပေါ်အောက်ဖြစ်သွားပြီပြီးရင်ဒီလိုလေးရွှေ့ပြီးသွားရင် select ဖြုတ်ထုံးစံတိုင်းပဲခဲပြက်လေးနဲ့ဖြတ်မယ်ခဲပြက်လေးကိုတင်ဖိပြီးတော့ဒီလိုလေးဖိပြီးတော့ dragging လေးဆွဲသွားဒီနားလောက်လေးရောက်ရင်နောက်ထပ် click ထပ်နှိပ်ဒီမှာဆိုရင် click ထပ်နှိပ် click နှိပ်ဒီမှာ line လေးပြတ်သွားတယ်နော်နည်းနည်းလေးပြတ်သွားတယ်အဲ့ဒါကိုချဲ့ကြည့်ဒီမှာမှန်ဘလူးလေးကိုရွေးဒီနားလေးကိုနှိပ်ပြီးချဲ့လိုက်အဲဆိုရင် click နှိပ်ပြီးချဲ့လိုက်တာပြီးရင်တော့ line လေးပြန်ဆွဲမှာဖြစ်တဲ့အတွက်မြင်းချောင်းလေးကိုပြန်ယူလို့ရတယ်ဒီထဲမှာမြင်းချောင်းပြီးတော့ရင်ဖိပြီးတော့ဒီမှာမြင်းလေးကိုပြန်ဆက်ပေးလိုက်နောက်ကစဝိုင်းလေးဆွဲမယ်စဝိုင်းလေးကိုယူပြီးတော့ဒီလိုလေးဆွဲပြီးရင်တော့မျက်စံလေးဆွဲခြင်းနဲ့ဒါဆိုရင်မြင်းကွေးလေးကိုယူမယ်ဒီမှာဖိပြီးအောက်တက်ကိုဆွဲပြီးတော့ရင်ကိုအကွေးလေးလိုချင်အကွေးလေးပုံစံတိုင်းလေးသွားပါနော်နောက်ထပ်အဆုံးသက်ခြင်းမြင်းကွေးမှာပဲနှိမ့်မယ်နောက်ထပ်ဖိပြီးတော့ဆွဲမယ်ပြီးရင်ဒီလိုလေးလိုချင်တဲ့ပုံစံလေးသွားပြီးမြင်းကွေးမှာအဆုံးသက်နော်နောက်ဒီနားလေးမှာမြင်းလေး line ဆွဲခြင်းနဲ့ဘတ်ပုံစံပေါ့နော်အဓိကကတော့ဒီနားလေးမှာဘတ်ပုံစံဆွဲမယ်ဆိုရင်မြင်းကွေးလေးကိုရွေးပြီးရင်ဖိပြီးတော့ဒီလိုအောက်တက်ကိုချက်ပြီးတော့ရင်ဒီလိုလေးကွေးပြီးလိုက်လို့ရတယ်နော်ဒီလိုလေးပြီးဒါလေးကိုအဆုံးသက်နောက်ဒီနားလေးမှာလည်းအဲ့လိုပဲ click နဲ့ဖိပြီးတော့ဒီလိုလေး line လေးဆွဲမယ်ပြီးရင်ကိုကဒီလိုလေးကွေးခြင်းနဲ့ပြီးရင်အဆုံးသက်မယ်နောက်တစ်လိုင်းဆွဲမယ်ဖိပြီးတော့ဒီလိုလေးဆွဲပြီးရင်ဖိပြီးတော့ဒီလိုလေးအဆုံးသက်မယ်နောက်ထပ် click နော်နောက်ဒီအလဲလိုင်းလေးဆိုဖိပြီးတော့ဒီလိုတက်လေးဆွဲနောက်တစ်ခါအဆုံးသက်မယ်နောက်ထပ်မြင်းကွေးတစ်ခုထပ်ဆွဲမယ်ဖိပြီးတော့ဒီလိုလေးဆွဲပြီးရင်အလဲလိုင်းလေးကိုဒီလိုလေးဆွဲနောက်ထပ်ဒီမှာအဆုံးသက်မယ်နောက်ဒီမှာလည်းအဲ့လိုပဲဖိပြီးတော့ဒီလိုလေး line လေးဆွဲပြီးရင်ဒီလိုလေးဆွဲဒီမှာနောက်တစ် line လောက်ထည့်ခြင်းနေရဆိုထည့်လို့ရတယ် click နဲ့ပြီးရင်ဒီမှာတင်ဖိပြီးတော့တက်လေးဆွဲပြီးရင်အကွေးလေးထည့်နော်အဲဆိုရင်ဒီအမိပုံစံလေးရမယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာကြတော့ကိုကဘာလို့လဲဆိုရင်ဒီအချုံမဲလိုချင်တယ်ဒီဘက်ကအားလေးကိုမကြိုက်လို့ပြန်ထည့်ခြင်းနေဆိုဒီမှာ click နဲ့ဖိပြီးတော့ဒီတက်လေးဆွဲနော်နောက်ထပ်မြင်းကွေးကိုထပ်နှိမ့်မယ်အဲ့တော့နည်းနည်းလေးချုံလိုက်မယ်နော်
နည်းလေးချုံပြီးသွားရင်ဒီပုံဦးတင်ပြီးပြီးတော့ဒီမှာဒီလိုတက်တယ်လေးဆွဲကိုကဒီလိုဘက်ဟပ်ပုံစံမျိုးလေးလိုချင်တာကိုဒီလိုပုံစံလေးဆွဲပြီးလို့ရတယ်နောက်ထပ်မြင်းကွေးကိုထပ်နှိပ်ဖို့လိုတယ်နော်မြင်းကွေးနှိပ်တာအဆုံးသက်တာဒါမှနောက်တစ်ခုထပ်ဆွဲလို့ရမှာနောက်ထပ်ဒီလိုလေးထပ်သွားမယ်ဒီမှာခုံလေးလိုချင်တဲ့အတွက်ဒီမှာခုံလေးပြည့်ပြည့်လေးပေါ့နော်နောက်ထပ်ကလစ်ထပ်နှိပ်ပြီးရင်ဒီမှာပဲအလိုပဲနောက်တစ်လိုက်ထပ်ဆွဲမယ်ပြီးပြီးတော့ဒီတက်တက်လေးဆွဲပြီးရင်ဒီလိုလေးကွေးပေးလိုက်နော်အဲ့တော့ဒီ line လေးတွေမလို့ကျွန်တော်ဖြတ်ချင်တယ်ဒါဆိုရင်တော့ခဲပြက်လေးကိုရွှေခဲပြက်လေးကိုဒီမှာကလစ်နှိပ်ဒီမှာဖိပြီးတော့ဖြည်းဖြည်းချင်း dragging လေးဆွဲသွားဒီနားလေးမှာဆို line ပြတ်မှာဆိုရင်အရင်ကလစ်နှိပ်လိုက်ကလစ်နှိပ်ပြီးမှဒီလိုမျိုးလက်ညင်ရင်တော့ dragging ဆွဲလက်မညင်ရင်တော့ click နဲ့သွားနော်စိတ်ရှိထားပြီးတော့နောက်ဒီထဲမှာလည်းအလိုပဲဖြတ်ချင်တယ်ဒီဘက် line ကိုထိမှာမလို့ဒါဆိုရင်မှန် blue နဲ့ချက်ပြပေးမယ်ဒီဘက် line ကိုထိမှာဆိုလို့ဒီမှာအခုခဲပြက်ရွေးလိုက်တယ်ဒီမှာ click အဲ့လိုထက်တယ်ထိမှာဆိုလို့ဒီ line လေးကိုဒီလိုလေးထားတစ်ချက်နှိပ်လိုက်နောက်ဒီမှာဆိုလည်း line ထိပ်လေးကိုထားတစ်ချက်နှိပ်ပြီးရင်ဒီမှာ click အဲ့လိုမျိုးလေး click နှိပ်နေပြီးတော့သွားလိုက်လို့ရတယ်နော်ပြီးရင်တော့မှန်ဘလူးပြန်ချုပ်ခြင်းဒီမှာ view တွေကဒီမှာ zoom out ဆိုတာလည်းရှိတယ်ဒါလေးကိုနှိပ်လိုက်ဒါဆိုရင် zoom out တစ်ချက်ချင်းနှိပ်လို့ရသွားမယ်ပေါ့နော်ပြီးရင်ဒီအောက်ခြေကဒီလို scroll လေးလည်းရွှေ့လို့ရသွားမယ်ဒီလိုပုံစံအတိုင်းပဲဒါလေးတွေကြတော့တခုချင်းကြီးလိုက်ပြီးတော့ဆွဲပြီးဘာလို့လဲဆို mouse ကနေပြီးတော့ dragging ဆွဲတာလေးကိုလေ့ကျင့်ချင်တာဖြစ်တဲ့အတွက်ဒါလေးကိုတင်မယ်ပြီးရင်ဒီလိုလေးဖိပြီးတော့ဆွဲအဆုံးသက်ပြီးရင်ဒီပေါ်မှာတင်ဖိပြီးတော့ဒီလိုလေးသွားမယ်ပြီးရင်ဒီလိုလေးသွားနောက်ထပ်ဒါလေးကိုအဆုံးသက်နောက်ထပ်တင်ဖိပြီးအောက်ကိုတက်တက်ဆွဲချပြီးတော့ရင်ဖိပြီးတော့ဒီလိုလေးဆွဲနော်နောက်အဆုံးသက်အဲ့တိုင်းပဲဒီမှာဆိုရင်ဖိပြီးတော့အောက်ကိုတက်တက်ဆွဲချကွာညာဘက်ကိုနည်းနည်းလေးကိုွေးမယ်ပေါ့နောက်ထပ် click ထပ်နေပြီးရင်ဖိပြီးအောက်တက်တက်ဆွဲချမယ်ပြီးရင်သူကဘယ်ဘက်ကိုကိုွေးခြင်းလဲဒါဆိုပြည့်ပြည့်လေးပဲထားလိုက်မယ်နော် click ထပ်နေဒါလေးရကြလက်ကနေ mouse ကို dragging ဆွဲရလေးကိုလေ့ကျင့်ခြင်းတဲ့အတွက်ဒါလေးကိုသုံးပြရမယ် click နော်ဒီအောက်ထဲအဲ့လိုပဲပေါ့ line လေးဆွဲပြရမယ်ဒါက9ပုံစံလေးဆွဲတာပြီးသွားရင်တော့ဒီ9ပုံစံလေးကိုကလစ်နှိပ်ဖိပြီးတော့ဆက်လက်မှတ်လိုက်ဒီလိုအုပ်သွားမှတ်ပြရမယ်နော်ပြန်မှတ်ပြမယ်ဆက်လက်ကိုရွေးဖိပြီးတော့အုပ်သွားအောင်ဆွဲပြီးရင်တော့ညာဘက်ကိုဆွဲရွှေ့ပြီးလွတ်တဲ့နေရာအရောင်လေးတွေထည့်မယ်ဆိုရင်တော့ဒီထဲမှာအရောင်လေးတွေရွေးလို့ရမယ်ကလစ်နှိပ်ပြီးတော့စေးပုံလေးကိုရွေးပြီးရင်အရောင်လေးထည့်နောက်ထပ်အရောင်လေးတွေရွေးနောက်ထပ်အရောင်လေးတွေရွေးမယ်အဝါရောင်စင်တူပုံစံလေးတွေပေါ့နော်ပြီးသွားရင်ဒီဘက်က edit color တွေကနေကိုကြိုက်တဲ့အရောင်ဆက်လို့ရတယ်အရောင်လေးကိုနှုတ်တာလေးလိုချင်တဲ့အတွက်ဒီတုံးလေးကိုဒီမှာဖိပြီးတော့အပေါ်အောက်ကိုဆွဲရွှေ့ရနော်ဒီမှာပြီးရင် okay နဲ့ထွက်ပြီးရင်တော့ဒီမှာဒါလေးကိုဂျားလေးတွေထဲမှာ light ဖြစ်ကိုလိုချင်တဲ့အရောင်လေးတွေတိုင်းနော်နောက်တစ်ခါဒီဘက်ဆိုလည်းအဲ့လိုပဲဒီဘက်အောက်နေရာလေးတွေမှာနေရာလေးတွေတကန့်ချင်းစီမှာ light ဖြစ်ပြီးလို့ရတယ်ပြီးတော့ဒီဘက်က line လေးပြန်ဆွဲရအောင်ပဲပေါ့နော်အဲ့တော့ဒီဟာလေးမှာနောက်ထပ်အကွေးလေးနည်းနည်းလေးတစ်ခုဆွဲမယ်ဒါပေမဲ့အရောင်လေးနဲ့လိုချင်တဲ့အတွက်အညူရောင်လေးကိုယူလိုက်တယ်ပြီးတော့ရင်ကိုလိုချင်တဲ့ပုံစံအကွေးလေးနည်းနည်းလေးဆွဲလိုက်နော်အကွေးလေးဆွဲပြီးတော့ရင်နောက်ထပ်မြင်းကွေးလေးပြီးဒီနားလေးမှာအဝိုင်းလေးတွေဆွဲမယ်အဝိုင်းလေးတွေဒီလိုလေးသွားလို့ရတယ်နော်ပြီးရင်တော့ဒါလေးကိုဆက်လက်မှတ်မယ်ဆက်လက်တစ်ခုလုံးချုံမှတ်နော်ပြီးတော့ရင် copy ကူးမယ် copy ကူးပြီးတော့ရင် paste ကိုသွားပြီးဒီတောင်လေးကိုတင်ပြီးပြဒီမှာဆွဲချုံလိုက်ဒါဆိုရင်ငါတိတိလေးရမယ်နောက်ထပ် paste ကိုထပ်နေမယ် size ကိုလိုချင်တဲ့လောက်လေးဆွဲချုံနောက်ထပ်ငါတိတိလေးရမယ်နောက်ထပ် paste ကိုထပ်နေ size ကိုတင်ပြီးတော့ဆွဲချုံလိုက်ပြီးရင်လိုချင်တဲ့နေရာလေးသွားပေါ့နော်အဲ့တော့တခြားပုံလေးတွေလည်းဆွဲကြည့်လို့ရပါမယ်နော်